ရီပြီးငိုရတဲ့ဆိုတဲ့ဟာကတကယ်မှန်ပဲလားဒါမှမဟုတ်စကားနောက်တရားပါပြီးတော့တကယ်ဖြစ်လာတာဆိုတော့မပြောပြမယ် Mary ရဲ့ point of view ပေါ့နော်ဘဝမှာရောက်လာပြီဆိုရှင် up အရှင်အသက်ရှင်အကျဆိုတာရှိတယ်အသက်မရှိရင်အကျမရှိဘူးဆိုအဲ့အကျကိုမလိုချင်ဘူးဆိုရှင်မတက်နဲ့အဲ့ဒါတကူပေါ့နော်ဘာလို့လဲဆိုတော့ Mary ရဲ့ဒီရှင်တန်နေရတဲ့လူလောကကြီးကဒီ balance ဖြစ်ဖို့အတွက်ပဲလုပ်ထားတာနေ့ရှိညရှိရယ်ပျော်ရွှင်မှုရှိရင်ဝမ်းနည်းမှုရှိရယ် that's it ဆိုတော့အဲ့ဒီပျော်ရွှင်မှုတွေဝမ်းနည်းမှုတွေမလိုချင်ဘူးဝမ်းနည်းရတယ်မလိုချင်ဘူးဆိုရင်မပျော်နဲ့အဲ့တော့ဘာလို့ရလဲဆိုတော့ you can stay in peace or mindful ပေါ့ဒီပြစ္ဆုတ်ပေါ်မှာပဲနေပြီးတော့ပျော်ရွှင်ပြီးတော့တက်ကြွနေရမျိုးလည်းမဟုတ်တည်ငြိမ်အေးစိနေရအဲ့ဒါဝမ်းနည်းနေရလည်းမဟုတ်လေပြောလို့ဆိုဒီအပေါ်လည်းရောက်မနေအောက်လည်းရောက်မနေဘူးဒီ learn လုပ်ခဲ့တာတကူရှိရယ်လူတယောက်ရဲ့စိတ်ကပေါ့နော်လူတယောက်ရဲ့စိတ်ကဘယ်ရှိမှအမှန်တကယ်နေလို့အကောင်းဆုံးလဲဆိုတော့အပေါ်လည်းရောက်မနေဘူးအောက်လည်းကျမနေဘူးအဲ့ peace ဆိုရဲနေရာလေးမှာရောက်နေတဲ့အခါပေါ့နော်ဒီအလေလေးမှာရောက်နေတဲ့အခါမှာလူရဲ့စိတ်ကနေလို့ကောင်းဆုံးပဲ so အဲ့ဒါကိုကြည့်ချင်အဖြစ်မဲတို့ကရည်ပြီးလို့ရှိရင်ငိုရတဲ့တို့ကငါရည်နေရပြီးရင်ငိုရတော့မယ်တို့အဲ့ဒါဒီကစကားနောက်တရားပါရရဆိုတာထက်လောကရဲ့ကို balance ပြန်လုပ်ပေးရအဓိကပြောချင်တာကရည်ပြီးလို့ရှိရင်ငါငိုရတော့မယ်ဆိုပြီးတော့တွေးရတဲ့အဲ့အတွေ့ဝင်လာလို့ရှိရင်လေ oh there's a balance ဆိုပြီးတော့မဲတွေးစီတယ်အဲ့ဆိုအဲ့ဒါကြီးကို don't take it seriously အရန် serious ဖြစ်လို့ရှိရင်လည်းမကောင်းကိုယ့်ရဲ့စိတ်ကလေဟာပြီးရင်ငါဝမ်းနေရတော့မယ်ဆိုအဲ့လိုမျိုးထက် okay ငါ balance ဖြစ်တော့မယ်အဲ့လိုငိုပြောလို့ရှိရင်လည်းပြန်ပြောမှာပဲကွာအဲ့ဒီစကားကြီးနဲ့ပေါ့နော်ကိုယ့်ရဲ့စိတ်ထဲမှာအများကြီးလေးလံပြီးတော့ serious ကြီးဖြစ်မနေတော့ so that's a tip for you bye bye have a nice day